တိချကြည့်လိုက်ပါနော်အမြန်လေးပါကျွန်တော်တို့ဒီမှာ6ခွန်385 3ထိပ်3နှစ်9 3 3 3ထိပ်10နှစ်3 5ခွန်ထိပ်ပေါ့နော်ဒီတစ်ပတ်လာလို့ရှိရင်ကျွန်တော်ခွန်4အပိတ်4ပါဝါ9နှစ်4အပိတ်ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုရင်2 5ခွန်2 3အပိတ်ပေါ့အဲဒါကြောင့်မလို့ခွန်2 3ကအပိတ်ဒီမှာဆိုလို့ရှိရင်10နှစ်3အလယ်ခါပေါ့5 9 4နှစ်4 9ပေါ့နော်နှစ်4 9ပေါ့ကျွန်တော်တို့ဘာလဲဆိုတော့4နှစ်ခက်ကနှစ်ဆိုတော့နှစ်ခါပြီးရင်5 6အဲကြောင့်168ကခါပေါ့အဲကြောင့်မလို့3 5ခွန်ထိပ်168ခါ920အပိတ်920ပရိတ်နဲ့ချုပ်မယ်နော်အဲ့ဒါပြီးရင်ဒီ site မှာဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲသိရမလား8နဲ့4နဲ့ပေါင်းတော့နှစ်3နဲ့9နဲ့ပေါင်းတော့နှစ်ဒါဆိုရင်ဒီတစ်ပတ်လာရင်8နဲ့2နဲ့ပေါင်း3 5ခွန်ထိပ်အဲဒါကြောင့်3 5ခွန်ထိပ်ပြီးရင်ကျွန်တော်တို့အလဲရဒီမှာ9နဲ့3နဲ့ပေါင်းတော့နှစ်ခါ3နဲ့2နဲ့ပေါင်းတော့နှစ်ခွန်4ခါ4ခါပြီးရင်9နဲ့9နဲ့3ညအဲဆိုရင်3ည5ခွန်ခါလာမယ်အပိတ်အနေနဲ့ဆိုလို့ရှိရင်3နဲ့9နဲ့ပေါင်း3ည5ခွန်အပိတ်3နဲ့8နဲ့ပေါင်းရင်1 1 6 8ကအပိတ်6ကြတယ်နော်3နဲ့4နဲ့ပေါင်းတော့ခွန်အဲဒါကြောင့်မလို့920ကအပိတ်ဒါကြောင့်မလို့3ည5ခွန်ထိပ်3ည5ခွန်ခါ920အပိတ်ပရိတ်အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ6တက်9ပရိတ်ပါဒီမှာ4နဲ့2နဲ့ပေါင်းတော့6တက်9ပရိတ်နော်အဲ့လေးကြည့်ကြည့်ပါအကုန်လုံးဆိုလို့ရှိရင်တော့ဗျာသိရမလားဒဲအား20ခွန်ဆိုတော့54ခွက်ရှိတယ်အဲ့54ခွက်ထဲကနေမှကျွန်တော်တို့ပရိတ်နဲ့ပြန်ချုပ်တဲ့ခါကျတော့3ည8နှစ်ရယ်5 8ခွန်ရယ်ခွန်1နှစ်ရယ်ခွန်6ခွန်ရယ်ခွန်8နှစ်ရယ်ခွန်8ခွန်ရယ်အဲ့ဒါဒဲ6ခွက်ပြီးဆိုလို့ရှိရင်3ညခွန်နှစ်5ခွန်ခွန်3ညနှစ်ခွန်5ခွန်ခွန်3လုံးတဲ့ခွန်နှစ်အဲ့ဒါဒဲ6ခွက်စုစုပေါင်းဒဲ12ခွက်ရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကြိုက်တယ်ဆိုလို့ရှိရင်တော့ဒါလေးတွေလိုက်ထိုးပေါ့နော်ဒါစောနာကနန်းတွေကနေကျွန်တော်ပြန်ယူကနန်းတွေများလို့မကြိုက်ဘူးဆိုလို့ရှိရင်36နှစ်39နှစ်เนาะအဲကြောင့်မလို့ဒဲ2ကွက်ပဲဆိုပါ36နှစ်ရယ်39နှစ်ရယ်ဒီကနန်း2ကွက်ထဲကိုပဲဒဲဆိုပါဒါတွေကတော့ကျွန်တော်တို့ဒီ90နဲ့4ကွက်ထဲကနေပြီးတော့ကျွန်တော်တို့ဒါအကောင်းဆုံး12ကွက်ကိုရွေးထုတ်တာပါအဲ12ကွက်ထဲကနေမှကျွန်တော်တခြားအတွက်နီးအရာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ2ကွက်ကိုကြိုက်ပါတယ်ဒါကြောင့်မလို့ဒီ2ကွက်လည်းအကောင်းဆုံးပါเนาะကံကောင်းပါစေ